ကိုပြန်လည်ရွေးချယ်ခြင်းခွဲခွာခြင်းကပေးတဲ့နာကျင်ခံခတ်မှုလက်ဆောင်တွေကိုမလိုအပ်တော့တဲ့အချိန်အရာခက်သိမ်းသောစုံစည်းခြင်းပုံရိပ်တွေရဲ့အဝေးဆုံးအရက်တနေရာမှာကျွန်တော်အယိုးရှင်းဆုံးသောဘဝပုံစံနဲ့နေသားတကြဖြတ်တန်းတက်လာခဲ့ပါတယ်လူမှုပေါင်းတင်ဆက်ဆံရေးအဆင်ပြေဖို့အတွက်ဘယ်သူကိုမှမထိခိုက်စေတဲ့ကိုယ့်ရဲ့ဖြစ်တည်မှုအမှန်ကိုကြောက်စိတ်နဲ့ဖုံးကွယ်ဖေးထားရတဲ့အဖြစ်တွေကိုကျွန်တော်နောက်ဆံတင်းစရာမရှိပဲနောင်တကင်းမဲ့စွာဖြည့်ဆည်းတက်လာခဲ့ပါတယ်ဘဝခရီးလမ်းမှာသင်ခန်းစာပေးသွားကြတဲ့သူတွေနဲ့အမြဲလိုကြုံနေရတဲ့အခါခွင့်လွှတ်ခြင်းဟာကိုယ့်အတွက်မဖြစ်မနေလှုပ်ဆောင်ရတဲ့စိတ်ထွက်ပေါက်မှကျွန်တော်စိတ်ရင်းနဲ့ကြည်ကြည်နက်နက်လက်ခံနိုင်စွမ်းရှိဖို့တင်ယူတက်လာခဲ့ပါတယ်ကိုချင်းတရားဖောက်ပြန်မိတဲ့အခါတိုင်းပြန်ပြီးနလန်မထူနိုင်တော့အောင်လဲပြိုသွားတယ်ကိုယ်စိတ်အခြေအနေမှန်ကိုစနစ်တကျပြန်သုံးသပ်မိတဲ့အခါကျွန်တော်ကိုချင်းတီလာကိုစင်ကြယ်မြဲမြံအောင်ဆောင်ရင်းတက်လာခဲ့ပါတယ်စိတ်တည်ကြည်မှုအားနည်းတဲ့အချိန်တွေမှာလှုပ်ရှားနေတဲ့စိတ်နှောက်ကိုလိုက်ပြီးအဆက်ကင်းမဲ့လုံးနေတဲ့ကိုယ့်ရဲ့အဖြစ်မှန်ကိုရိုးသားစွာမြင်အောင်ကြည့်ရင်ကျွန်တော်စိတ်ရဲ့ခြေလှမ်းတွေကိုတတိကခါအာယုံပူဆူဆိုင်တက်လာခဲ့ပါတယ်ကာမအပေါ်တမတ်တွေ့တာမှုလုံးခဲ့ပြီးရာဂဆန္ဒပြင်းထန်နေခြင်းအတွင်းညစ်သေးလုံးနဲ့စိတ်ရဲ့အမောင်ဘက်ခြမ်းကိုတံဝေကအတိညာဉ်နဲ့ဆင်ကျင်မိခိုင်ကျွန်တော်ဓမ္မရဲ့စစ်မှန်တဲ့အရာကိုအရင်ကထက်သိမြင်တာလည်းတက်လာခဲ့ပါတယ်ဤခန္ဓာလောကထဲမှာပုံအောင်နေတဲ့ကိုယ့်ရဲ့ရန်သူစစ်စစ်ကိုတီးခွင့်ရချိန်မှာကိုတန်မိုးထားတဲ့စိတ်ဓာတ်ဟာနေရာမှန်ကိုရောက်ရှိလာတဲ့အတွက်ကျွန်တော်ပျောက်ဆုံးနေတဲ့အရာတွေကိုတဖြည်းဖြည်းရှာဖွေတက်လာခဲ့ပါတယ်အထီးကျန်ဆန်ခြင်းကိုမကောင်းဆိုးအားတကောင်လိုထင်မှတ်ထားခဲ့တော့လေလူပုံလဲမှာလူခွဲခန်းနေရပြီးမွန်းကျက်မှုကျိန်စာတင့်နေတဲ့ဘဝအထုထက်ကျွန်တော်သိစိတ်ချင်းရဲ့အလယ်မှာကိုယ်စိတ်ကိုစီရင်ပျော်တက်လာခဲ့ပါတယ်ဖြစ်ချင်တာတွေဖြစ်ခွင့်မရတိုင်းကမ္မနိယာမရဲ့အပေါ်တန်တရားရှိခဲ့ဘူးပေမဲ့လောကရဲ့တဘာဝအခါမျိုးစေ့ကနေအချိုတီးမတီးမှန်သဘောပေါက်မိခြင်းကျွန်တော်အချင်းရဲ့တရားစင်ရင်မှုကိုသာလေးလေးစားစားခံယူတက်လာခဲ့ပါတယ်မတည်မြဲခြင်းရဲ့အရေးအောက်မှာအတိတကျဘာမှမရှိတဲ့ဘဝရဲ့အမှန်တရားကိုအမြင်ရှင်းလာရင်ဆုံးခွာသွားရမယ့်အရာတွေကိုကိုင်းကြီးသိမ့်ပိုက်ထားမယ့်အစားကျွန်တော်အချိန်မရွေးလွတ်ကျမသွားခင်အချိန်မရွေးလွတ်ချရဲတက်လာခဲ့ပါတယ်ရှေ့ပြေ